တီတခုကိုထုတ်လိုက်ပါတယ်အဲ့ဒီရှာကတော့ Brock အရင်တုန်းကကုံသင်းမောပေါ်ကနေဝယ်လာတဲ့သုံးတိုင်ရဲ့ဆိုရဲ့အတန်ကိုတွင်းပြီးတော့ပြန်ကြားရရဲ့ထူးဆန်းတဲ့ခရုကုန်လို့ဆိုပါတယ်လာဘုံကပြန်သွင်းခွင့်ရမယ်ဆိုရင်ဒါလေးကိုဖွင့်ပြချင်တာမလို့နှလုံးသားနဲ့မခွာဘဲနဲ့တင်ထားပါတယ်လို့ Brock ကပြောပြလိုက်ပါတယ်ဦးစောကဒီထဲမှာအတန်တစ်ခုခုကိုများတွင်းထားရလားလို့မေးလိုက်တော့တေဆုံးသွားပြီဖြစ်တဲ့တငယ်ချင်းတွေနဲ့အတူတူအသက်ရှင်စဉ်ကတီးခတ်ခဲ့တဲ့တချင်းတန်လို့ Brock ကဆိုပါတယ်ဒါလေးကိုအခုဒီမှာပြန်တီးခွင့်ရမလားလို့လူဗီကိုမေးတဲ့အခါလူဗီလည်းလာဘုံမှာပျော်နေမှာမလို့သူလည်းနားထောင်ကျင်တယ်လို့ဆိုပါတယ်ပြောတော့တင်မောအတိုက်ခိုက်ခံရတော့ကရန်သူကလက်နက်ကိုအစိတ်တွေလူထားရကြမလို့အသက်ရှင်တဲ့သူတွေတိတ်မရှိတော့တယ်လို့အသက်ရှင်မဲ့လူလည်းဘယ်သူမှမတွေးနိုင်ခဲ့ကြတော့ပါဘူးပေတရမြတယောက်မလို့ဘယ်ချိန်မှဖြစ်ဖြစ်တေဖို့ကိုပြင်ဆင်ထားပေမဲ့တေသွားရင်တော့နောင်သားရမှာတခုတော့ရှိမိရလို့ဆိုပါတယ်ဗမာပေါင်းရဲတွေအားလုံးဟာလည်းအစိတ်တန်ကြောင့်မတေအချိန်ခဏလေးမှာပဲဝေလာငါးလေးလာပုံအကြောင်းကိုအားလုံးတွေးတောနေမိခဲ့ကြပါတယ်ဘလော့ရဲ့မတေနိုင်တဲ့ယောမီနိုမီဆိုတဲ့နဆိုးတီးစွမ်းကတော့ဘလို့ဖြစ်ပြီလဲလို့မေးနေပေမဲ့ဘလော့ကတော့သူလည်းအခုမှပထမအောင်ဆုံးတေဘူးမှာမလို့ဒီစွမ်းကိုမတီးဘူးလို့သာပြန်ပြောခဲ့ပါတယ်တေဆုံးသွားခဲ့ရမယ်ဆိုရင်လည်းပျော်ပျော်ကြီးတေဆုံးရတာကပိုကောင်းတာမလို့တချင်းဆိုကြမလားလို့ဘလော့ကမေးလိုက်ပါတယ်တကယ်လို့သူ့ရဲ့နဆိုးတီးစွမ်းနဲ့အသက်သာပြန်ရှင်ခွင့်ရလာမယ်ဆိုရင်ဒီနေ့လာမနှက်ပြန်လာတော့တေချာမသိပေမဲ့သူတို့စောင့်မျှော်နေတဲ့တငယ်ချင်းလေးလာဖို့စီကိုဒီတချင်းတန်စင်လေးတွေကိုတေချာပေါက်ပို့ဆောင်ပေးပါမယ်လို့ဘလော့ကပြောလိုက်ပါတယ်ဒီလိုနဲ့အားလုံးလည်းအစိတ်တွေမိနေခဲ့ကြပေမဲ့လာဘုံအတွက်အားတင်းထားပြီးနောက်ဆုံးလက်ဆောင်လေးဖြစ်တဲ့အားလုံးကြိုက်ကြရဲ့ Bit No Sake ဆိုတဲ့တခြင်းလေးကိုသုံးထိုင်ရတဲ့မှာအတန်လေးတွင်းထားခဲ့ကြပါတယ်ピンクスの酒を届けに行くよ今日か明日かとよいの夢手を振る影にもう会えないよ何をくよくよ明日もつくよピンクスの酒を届けに行くよ4個一丁歌を歌わろうလူဗီတို့နဲ့အတူဒီတချင်းလေးကိုတီးခတ်ရင်းနဲ့တငယ်ချင်းတွေနဲ့လည်းအချိန်ချင်းစုံနေခဲ့တာတွေကိုလည်းဘလော့ကပြန်တွေးတောနေမိခဲ့ပါတယ်ဒီလိုနဲ့တဖြည်းဖြည်းအစိတ်ကအာနီးတင်ပြတ်လာပြီးတော့ဝမ်ပါပါရွက်တွေအားလုံးလည်းတဖြည်းဖြည်းလဲကျလာခဲ့ပါပြီတငယ်ချင်းတွေအားလုံးတယောက်ပြီးတယောက်လဲကျတိတ်ဆုံးသွားပြီးရဲ့နောက်မှာတော့အဆုံးသတ်မှာဘလော့တယောက်ထဲသာကြံရှိပါတော့トリオ